ခွေးတွေကိုအစောမတ်တဲ့တိရစ္ဆာန်တွေဖြစ်တင်လို့ကြပါတယ်ခွေးတွေဟာအပျော်ရွှင်နေတဲ့အချိန်ကျရင်မီးနဲ့တတ်ကြပါတယ်ဟုတ်တင်လားခွေးတွေအမီးနဲ့တာကမှန်တော့ကြောက်လို့ဖြစ်နိုင်တယ်လို့စိတ်လို့ကြလို့လည်းဖြစ်နိုင်တယ်ပြီးတော့စိတ်တုံလို့လည်းဖြစ်နိုင်ပါတယ်အမီးနဲ့နေရဆိုတိုင်းလည်းပျော်နေရမထင်ပါနဲ့အမီးနဲ့လည်းခွေးကတုံကိုက်နေပါတယ်တခြားခွေးတွေကိုစိတ်ဖြစ်စေရဆိုတာတင်သိပါလားဒါကလည်းမဟုတ်သေးပါဘူးဗျာတခြားအများကြီးစားခြင်းအခွေးအတွက်ကျန်းမာရေးထိခိုက်တယ်ဆိုပေမဲ့စိတ်ဖြစ်စေရတော့မဟုတ်ပါဘူးဒါပေမဲ့ဒီစားစာတွေကတော့ခွေးကိုတည်စနိုင်တဲ့ထိရောအနေရှိပါဒါကြောင့်ဒီစားစာတွေကိုမကျွေးဖို့တော့လိုအပ်ပါတယ်ပြီးတော့လူတွေကခွေးတွေကိုအဖြူနဲ့မဲပဲမြင်ရတယ်လို့ထင်တတ်ကြတယ်သူတို့ကအဝါနဲ့အပြောင်ပဲမြင်နိုင်တာပါအစိမ်းနဲ့နှီးအောင်လည်းမမြင်နိုင်ပါဘူးပြီးတော့အဖြူနဲ့မဲကိုလည်းမမြင်နိုင်ပါဘူးခွေးနဲ့ပတ်သက်ပြီးအကြီးမားဆုံးချင်းကတော့သူတို့ရဲ့ရှားကနေချွေးထွက်တယ်ဆိုတာပါပဲခွေးတွေရှာထုတ်တာမောလို့အမောဖြစ်ရပါချွေးတွေကိုကြတော့သူတို့ရဲ့လက်ပေါ်ဒါမှမဟုတ်နှာခေါင်းထိပ်ကနေထွက်လိမ့်ရှိပါတယ်ပြီးတော့ခွေးတွေကသူ့တခင်ရဲ့အနောက်10မိုင်လောက်ကွာနေအောင်ရနိုင်ပါတယ်အနံ့ဆိုမှအနံ့ကြောင်ပြောနေတက်လက်စားတဲ့ငမန်းတွေဟာတွေးရတဲ့နောက်မိုင်ပေါင်းများစွာကွာနေလည်းရရှိနိုင်ပါတယ်ပြီးတော့ဒါကလည်းကျင်းပါပဲအမှန်တော့ငမန်းတွေဟာတွေးရတဲ့နောက်200မီတာအတွင်းမှာပဲနှက်ခံနိုင်ပါတယ်ဒါရတော့တော်တော်ပို့ပါတယ်ငါးတကောင်ဟာငမန်းရဲ့100မီတာကွာနေတွေးထွက်နေမယ်ဆိုရင်တော့အဲ့နောက်ကိုရဖို့အတွက်တော်တော်ကြာပါတယ်ပြီးတော့တင့်နေနဲ့ပင်လယ်ပြင်မှာဒါရတဲ့အခါငမန်းကတင့်တွေးနောက်ခြေရခံပြီးတော့ခဏတော့တိုက်ခိုက်နေတယ်လို့ခဏတွေးဦးပါပြီးတော့ငမန်းတွေကငါးရဲ့အသွေးနဲ့အခြားကောင်တွေအသွေးဆိုမှခွဲခြားလိုက်လူတွေကိုလည်းတကူကစားဖို့မလိုပါဘူးပြီးတော့ဒီလိုဆိုင်ပဲအေးဆေးလေးသွားမှဖြစ်ပါတယ်ငမန်းတွေကကင်ဆာမရနိုင်ဘူးလို့တင်သွေးဖို့ပါလားဒါကလည်းတကယ်တော့ကျင်းပါပဲငမန်းတွေရဲ့အယိုးဟာကင်ဆာကိုပျောက်ကင်းစေရလို့ပြောဆိုကြတဲ့ကောလာလာတချို့ကြောင့်ငမန်းတွေကလည်းကင်ဆာမဖြစ်နိုင်ဘူးလို့ယုံကြည်ရဖြစ်ပါတယ်ငမန်းအယိုးတွေကကင်ဆာပျောက်ကင်းစေတယ်ဆိုတော့ချက်လက်မရှိလို့သူတို့ကိုယ်တိုင်လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီမိုလာရက်လေးတွေကတော့သူတို့ကကင်ဆာရောဂါလုံးဝမဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့သူတို့ရဲ့တဘာဝနေထိုင်မှုတန်ကြောင့်ပါဒါပေမဲ့ဖန်စီထိန်းသိမ်းခံရရင်တော့သူတို့ရဲ့ခန္ဓာကြီးအကျဆင်းလာပြီးကင်ဆာရောဂါကိုလည်းဖြစ်စေနိုင်ပါတယ်ပြီးတော့မိုရက်လေးတွေကနာကျင်မှုကိုမခံစားရဘူးလို့ယုံကြည်ကြပါတယ်ဒါကလည်းမဟုတ်သေးပါဘူးသူတို့ရဲ့နာကျင်မှုမခံစားရဘူးဆိုတာအထအနေနဲ့ပြောကြတာပါအမှန်ကသူတို့ရဲ့အထူးဆန်းတဲ့ဖွဲ့စည်းစောပုံကအဆင်နဲ့ရုပ်တည်တို့လိုလောင်ကျွမ်းတဲ့တန်အနေခန္ဓာကြီးရှိပါတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကလည်းရုပ်တည်မစားတာကြောင့်အရဲ့ခန္ဓာကြီးကတိတ်ပြီးတော့လည်းသုံးဝင်လာပါ Stop it. တခြားနာကျင်မှုတွေကိုတော့လုံးဝခံစားနိုင်ပါတယ်အကယ်၍တိရစ္ဆာန်မျိုးစိတ်ကနာကျင်ခြင်းကိုမခံစားဘူးဆိုဖင်ရပြီးတော့စောစီမျိုးသုံးတော့နိုင်ပါတယ်ဒီကောင်ကတော့ချင်းနေပါသူတို့မှာခန့်ညာလာပါတယ်လေဆံမွေးလည်းရှိပါတယ်ပြီးတော့တောပြင်လို့လည်းလူတိများကြတယ်ဗျတောပြင်ဆိုပေမဲ့တကယ်တော့တောထဲမှာမနေဘူးဗျသူတို့က Savannah လို့ခေါ်တဲ့တစ်ပင်နေငယ်ပဲရှိနေတာဒါမှမဟုတ်ရင်တိတ်ခဏမှာပဲနေနေကြရှိတယ်ပြီးတော့ချင်းနေမဲလိုက်တဲ့နေရာမှာဆရာတဆူဖြစ်ပြီးတော့ကျွဲတွေတော့အလဲတကူဖမ်းနိုင်တယ်လို့ထင်ကြရမလားဒါကလည်းမဟုတ်ပါဘူးချင်းလေးတစ်ကောင်လေးနဲ့အရွယ်ရောက်ပြီးတာကျွဲတစ်ကောင်နိုင်ဖို့ဆိုတော့လုံးဝဖြစ်နိုင်ပါဘူးတကယ်တော့ချင်းလေးမတွေကပဲအုပ်စုလိုက်အမဲလိုက်လေးရှိကြတာပါချင်းလေးအထီးရတော့အိမ်မှာအေးစင်းနေပြီးမိမလောက်ဆောင်ထိုင်းစားဖို့စောင့်နေတတ်ပါတယ်ပြီးတော့ချင်းလေးတွေကသူတို့ကိုသူတို့ဂုံတီရှိတဲ့လူတွေဖြစ်အမြဲတတ်မှတ်လေးရှိကြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့တကူတော့လှုပ်ရှားတယ်ကြားကြီးကိုပဲတော့ပြဖြစ်တတ်မှတ်ချင်ပါတယ်ကြားအကြောင်းပြောနေတက်လက်စားတယ်တင်တို့ဒီရဲ့ intro သိကြရမလားဒီရဲ့ intro ကပါတဲ့ဟိန်းတန်တကယ်တော့အတူကြီးပါအဲ့ထဲမှာပါတဲ့ဟိန်းတန်တကယ်တော့ကြားကြီးရဲ့ဟိန်းတန်ပါအတန်အကြောင်းပြောမှရုပ်ရှင်တွေထဲမှာဒီတောင်ကြားဘူးရမလားဒီတန်ကလည်းလုံးဝအကျဉ်းပါတယ်တိတ်ငါအမေရိကန်နိုင်ငံရဲ့ပြရုပ်ငှက်တကောင်ပါသူတို့မှာရဲရဲနဲ့မျက်လုံးကြီးမားတဲ့တောင်ပန်အထာကျလုံးနဲ့ပြန်တမ်းမှုပုံစံတွေရှိပါတယ်ဒါပေမဲ့အတန်ကတော့အလိုပါအထာကျလုံးနဲ့ခန္ဓာကိုယ်နဲ့အတန်နဲ့သူမနဲ့ခင်ဗျားလိုပဲလုံးဝမတက်ဆိုင်ပါဘူးမင်းတို့ကမဟုတ်တော့ဘူးကွာမင်းတို့ကမဟုတ်သူမ တော့ ခင်ဗျားကတီးပြနေလို့ပဲအမေရိကန်တွေကလည်းဒီတန်ကိုလုံးဝလက်မခံကြပါဘူးဒါကြောင့် Hollywood ရှင်တွေမှာစတင်ကျင်းနေခဲ့ပါတယ်ဒီတန်ပန်ရဲ့စစ်က Red Tail Hawk လို့ခေါ်တဲ့ငှက်တကောင်တန်ဖြစ်ပါတယ်တင်ကြားဦးနေကြတိတ်ငှက်တွေကလေးငယ်တွေကိုခြိထွားနိုင်တယ်ဆိုတာလည်းတကယ်တော့ချင်းပါပဲတိတ်ငှက်တွေကတကယ်တော့ပေါင်နေငယ်ကိုပဲတည်နေတာပါဘော်ရီကလို့ခေါ်တိုင်းလဲထိပ်ပြောင်ကလေးမဟုတ်ပါဘူးသူတို့မှဆွေးပြောရှိပါတယ်တိတ်ငှက်တွေကသူ့ကလေးပြန်တန်းနိုင်မှုအတွက်တောင်စုံကနေကန်ချရဆိုတာလဲတကယ်တော့မဟုတ်ပါဘူးတကယ်တော့တိတ်ငှက်တွေကသူ့ကလေးကိုပြန်တင်ပေးခြင်းကြရင်တိတ်ငှက်မေကကလေးနောက်ကနေတောက်လျှောက်မကွာလိုက်ပြီးတော့ပြောမကြအောင်ထိမ့်ပေးလေးရှိပါတယ်ဒီကောင်ကတော့မွေပါလူတော်များဒီကောင်ရဲ့အသားရည်ချုံမွေပြီးတော့နူးညံ့နေမလို့ထင်တတ်ကြပါတယ်ဒါလည်းမဟုတ်ပါဘူးမွေတွေရဲ့အသားရည်အမြဲတမ်း၆တွေ့နေပြီးတော့ကြိုင်လိုက်တဲ့အချိန်မှာလည်းချမ်းတန်းနေတတ်ပါတယ်လူတော်များမွေငယ်လေးတွေမွေကြီးတဲ့ကိုပိုလိုအနေအများလို့ထင်တတ်ကြပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့စိတ်ကိုပြပြဝမထိန်ချုံနိုင်ကြသေးလို့ပါဒါလည်းမဟုတ်ပါဘူးမွေငယ်လေးတွေမှာစိတ်နေရပါပြီးတော့အဲစိတ်တွေကိုလည်းသူကပြပြဝထိန်ချုံနိုင်ကြပါတယ်ဒါကြောင့်မွေကြီးတဲ့ပိုအနေများတာပါလူတော်များခလောက်မွေရဲ့အမီယာချူလုံးနဲ့တူရတယ်လို့ထင်ကြပါတယ်တကယ်တော့သူတို့အမီတော့ဘာမှမရှိပါဘူးဒီလိုကြီးပါအဲစိတ်ပိုင်းတွေကအခုလိုအတန်ကိုထွက်เสียရပါ
တင်းနေတဲ့မွေတွေကမြဲလို့ရလိုတက်ပြီးတော့တိုက်ခတ်ဖို့အတွက်ပဲအများအကျိုးစားနေလို့တင်ထင်ကောင်းထင်ပါလိမ့်မယ်တကယ်တော့မွေရဲ့တဘာဝပေါ့ကြောက်တဲ့တိရစ္ဆာန်တစ်မျိုးပါမွေတွေကလည်းပေါင်100လောက်ရှိလူတယောက်ကိုပလိန်တိုက်ခတ်ဖို့အတွက်အလောက်ကြီးလည်းမအားရပါဘူးရွေးချယ်စရာမရှိတော့တဲ့အခြေအနေတွေမှလာတိုက်ခိုက်လေးရှိပါတယ်ပြီးတော့မွေကနွားနှုတ်လည်းမတော့ပါဘူးသူတို့စားရလည်းနွားနှုတ်စားရင်လည်းမရှိပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြိုက်နေတဲ့ဆိုရင် like and subscribe လုပ်ကြဖို့လည်းတောင်းဆိုပါတယ်